အခုတော့နိုင်သာရကလူလီကဖေးကိုရောက်နေဖြစ်ပါရှိလူလီကဖေးကအမှတ်431တမင်ဘရန်လန်နိုင်သာရထဲမှာရှိပါတယ်ရှင်စားစရာအနေနဲ့ကတော့တရုတ်စားစာတွေရေရှမ်းစားစာတွေရေအကင်ဆုံးတွေရှိတဲ့အပြင်ကိုမှတောက်စရာအလဲကျကော်ဖီနဲ့ပတ်သက်တဲ့တောက်စရာလေးတွေမရှိလေးတွေရပါတယ်ရှင်မိမိတို့ကတော့ ice matcha လေး2ခွက်ရေဒူးရင်မရှိရေမှာခဲ့ပါတယ်ရှင် matcha လေးကိုကြတော့5 out of 10ပေးပါတယ်စားစရာအနေနဲ့ကတော့မလာရှင်းကောကိုပင်လယ်စာလေးနဲ့တပွဲအကင်တွေကတော့တချောင်းချင်းစီကိုကြိုက်တာရွေးခဲ့တာပေါ့ရှင်ပြီးတော့နောက်ထပ်တပွဲမလာခင်မှားထားတာလေးကိုဗိုက်ဆက်ဆန်နဲ့လွေးခဲ့ပါတယ်ဆိုင်လေးရဲ့ဟင်းပွဲတွေကတော့ပိုရှင်းတအားများပါတယ်ဒါကတော့တကယ်ကို appreciate လုပ်တာပါဒါပေမဲ့တခုပြောစရာရှိတာကမာလာပါရဲ့ရတာတွေကိုမှာခဲ့ပေမဲ့မာလာရှင်ကိုရောမာလာချက်ချက်တော့ရောမာလာရတာအလွန်နေပါတယ်သူရတာနဲ့သူကတော့ပပပလေးစားကောင်းပေမဲ့မာလာရတာကိုခုံမြင်တယ်မိမိတို့လိုသူတွေဆိုရင်တော့အလစ်တဲလေးမပြောဖြစ်ရပါမယ်ဆိုင်လေးကထိုင်းလို့လည်းကောင်းပါတယ်မာလာရတာထုံးဆက်ကြီးမကြရင်တော့တစ်ခေါက်လောက်တော့စားစီချင်ပါတယ်အားလုံးမသိတော့ပါပဲကြည့်ရှုပေးလို့ကျေးဇူးပါနော်